ကမ္ဘာဖလားဘိုလူပွဲမှာဖလားရသွားမှာကစိတ်ကြီးမက်ဆီလားစိတ်လေးလမိုင်းရမယ်လားအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ Jetsport YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဇူလိုင်လ19ရက်အာဇာနည်နေ့မှာဆိုလို့ရှိရင်တော့ကမ္ဘာဖလား Final ပွဲစဉ်အဖြစ်စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းနဲ့စိတ်လေးလမိုင်းရမယ်ရဲ့စပိန်အသင်းတို့ဟာကန်ကြတော့မှာပဲဖြစ်ပါတယ်စနေနေ့ညကရှင်ပြိုင်ကစားခဲ့ကြတဲ့အင်္ဂလန်နဲ့ပြင်သစ်တို့ရဲ့တတိယလူပြိုင်ပွဲမှာဆိုလို့ရှိရင်တော့နှစ်သင်းပေါင်းသွင်းကို10ဂိုးနဲ့အတူဆာခါရဲ့ hat-trick နဲ့အတူအင်္ဂလန်အသင်းဟာတတိယဆုရရှိခဲ့ပြီပဲဖြစ်ပါတယ်တတိယဆုရရှိခဲ့တဲ့အင်္ဂလန်အသင်းဟာဆိုလို့ရှိရင်တော့ကမ္ဘာဖလားမှာကြေးတသိန်းဆုရရှိခဲ့တာပဲဖြစ်ပါတယ်ဒီနေ့စူပါဆန်ဒေးညတနာရီခွဲမှာဆိုလို့ရှိရင်တော့2026ကမ္ဘာဖလား Final ပွဲစဉ်အဖြစ်နယူးဂျာစီမှာရှိတဲ့ MetLife Stadium ကွင်းကြီးမှာကမ္ဘာဖလားဗိုလ်လူပွဲကန်ကြတော့မှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တကယ်ကိုကြည့်ကောင်းမှဖြစ်ပြီးတော့အာဂျင်တီးနားမှာအသက်ရည်နဲ့မလိုက်အောင်ခြေစွမ်းပြနေတဲ့စိတ်ကြီးမက်ဆီနဲ့စပိန်အသင်းမှာထူးရှယ်ခြေစွမ်းပြနေတဲ့စိတ်လေးလက်မိုင်းရမယ်တို့ရဲ့အားပြိုင်မှုကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ပုံဟာဆိုလို့ရှိရင်တော့စိတ်ကြီးမက်ဆီဘာစီလိုနာအသင်းမှာကစားခဲ့တဲ့တုန်းကလမိုင်းရမယ်လေးကိုရေချိုးပေးနေတာဖြစ်ပြီးတော့ဒန်နီယယ်အိုလမိုဂါဗီတို့နဲ့အတူတွေ့မြင်ခဲ့ရတဲ့ပုံတွေပဲဖြစ်ပါတယ်ဒီနေ့ညမှာကစားကြမယ်စိတ်ကြီးနဲ့စိတ်လေးတို့ရဲ့အားပြိုင်ပွဲစဉ်တွေနဲ့အတူနှစ်သင်းသလုံးရဲ့အားနည်းချက်အားသာချက်တွေကိုသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်စပိန်သင်းရဲ့ကမ္ဘာဖလားဗိုလ်လူပွဲကိုတက်လာခဲ့တဲ့လမ်းကြောင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်စပိန်သင်းဟာတကယ်ကိုချန်ပီယံခြေစွမ်းပြပြီးတော့တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ် KP ဘာရီကိုတည်ကြခဲ့တဲ့ပွဲစဉ်ကလွဲလို့ရှိရင်ရှုံးတွက်အဆင့်နဲ့ဆီမီဖိုင်နယ်လိုပွဲစဉ်တွေမှာစိတ်ကြီးငတ်တို့ရဲ့ပေါ်တူဂီဆီမီဖိုင်နယ်မှာဆိုလို့ရှိရင်အမ်ဘာပေရဲ့ပြင်သစ်အသင်းတို့ကိုပေးကိုမရှိဘဲနဲ့အနိုင်ယူခဲ့တဲ့စပိန်သင်းရဲ့ခြေစွမ်းအားဆိုလို့ရှိရင်တော့တကယ်ကိုချီးကျူးရမှာပဲဖြစ်ပါတယ်စပိန်သင်းရဲ့အဓိကအားသာချက်ဟာဆိုလို့ရှိရင်တော့သူတို့တသင်းလုံးဟာတင်းဝက်ကစားပုံတော်တော်လေးကိုကောင်းမွန်ပြီးတော့ကွင်းလယ်ပိုင်းစုံမှုမှာတခြားအသင်းတွေတက်တော်တော်လေးကိုအားသာနေတာပဲဖြစ်ပါတယ်စပိန်သင်းရဲ့အဓိကကွင်းလယ်အင်ဂျင်တွေဖြစ်တဲ့အိုလမိုဖေဗရီယန်ရူရိုဒီတို့ရဲ့အတွဲဖက်တွဲလုံးတွေဟာဆိုလို့ရှိရင်ကမ္ဘာဖလားမှာတခြားပြိုင်ဘက်အသင်းတွေထက်နှာတပြားတာနေတာပဲဖြစ်ပါတယ်စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားသင်းဟာဆိုလို့ရှိရင်တော့အုပ်စုအဆင့်ပွဲစဉ်တွေမှာတတရရတက်ခဲ့ပေမဲ့ရှုံးတဲ့အဆင့်တွေမှာဆိုလို့ရှိရင်တော့တကယ်ကိုနောက်ကျဂိုးတွေနဲ့အတူအနိုင်ယူပြီးတက်လန်းလာခဲ့တာပဲဖြစ်ပါတယ်အာဂျင်တီးနားအသင်းရဲ့အဓိကအားသာချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့စိတ်ကြီးမက်ဆီဟာအသက်အရွယ်နဲ့မလိုက်အောင်ခြေစွမ်းပြနေတာပဲဖြစ်ပါတယ်အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လေအင်္ဂလန်အသင်းကိုအနိုင်ရရှိစေခဲ့တဲ့သွင်းကို2ဂိုးသလုံးကိုစိတ်ကြီးမက်ဆီကပဲဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်ဒီနှစ်သင်းရဲ့အားနည်းချက်အားသာချက်တွေကိုအဓိကပြောရမယ်ဆိုလို့ရှိရင်တော့စပိန်သင်းဟာကွင်းလယ်နဲ့တင်းဝက်ပိုင်းမှာတော်တော်လေးကောင်းမွန်ပြီးတော့စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားသင်းဟာဆိုလို့ရှိရင်တော့ cross ball တွေနဲ့တေကန်ဘောတွေကနေဂိုးဖြစ်ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အာရှဘူဂီပေါက်ကျင်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ချန်ပီယံခြေစွမ်းပြနေတဲ့စပိန်သင်းဟာအာဂျင်တီးနားအသင်းကိုဘော်ဒီပေါက်ကျင်း level 50ရှုံးကြေးပေးထားပြီးတော့ဂိုးပေါင်းစည်းကနှလုံးရှု30ရှုံးဆိုကြေးပွင့်ထားတာပဲဖြစ်ပါတယ်အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်အုပ်စုအဆင့်ပွဲစဉ်မှာခြေစွမ်းပြခဲ့တာမှန်ပေမဲ့လည်းရှုံးတဲ့ဆင့်တွေမှာဆိုလို့ရှိရင်တော့ပွဲတိုင်းဒီပါသင်းကိုတွေခွင့်ပြုထားရတာပဲဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲ9ပွဲကစားပြီးမှဆိုလို့ရှိရင်အာဂျင်တီးနားအသင်းဟာသွင်းကို9ဂိုးခွင့်ပြုထားရတာဖြစ်ပြီးတော့စပိန်အသင်းကတော့2ဂိုးသာပေးထားရတာပဲဖြစ်ပါတယ်တင်းဝက်ကစားပုံပုံမကောင်းမွန်တဲ့စပိန်အသင်းဟာဆိုလို့ရှိရင်ဒီပွဲစဉ်မှာအနိုင်ရရှိဖို့ပိုပြီးချန်များနေတာပဲဖြစ်ပါတယ်ဒီနှစ်သင်းသလုံးရဲ့ကမ္ဘာဖလားပြိုင်ပွဲ9ပွဲပြီးပေးကိုနှုံးကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်တော့စပိန်သင်းဟာကမ္ဘာဖလား9ပွဲကစားပြီးမှပေးကို2ဂိုးသာခွင့်ပြုထားပြီးတော့စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားသင်းဟာဆိုလို့ရှိရင်တော့9ဂိုးတိခွင့်ပြုထားရတာပဲဖြစ်ပါတယ်အာဂျင်တီးနားသင်းဟာဆိုလို့ရှိရင်စိတ်ကြီးမက်ဆီရဲ့အသက်အရွယ်နဲ့မလိုက်အောင်ခြေစွမ်းပြမှုနဲ့အတူဗိုလ်လူပွဲကိုတက်ရောက်လာတာမှန်ပေမဲ့လည်းတင်းဝက်နဲ့ကွင်းလယ်ပိုင်းကစားပုံကောင်းမွန်လုံးနဲ့စပိန်အသင်းကိုတော့သူတို့အနေနဲ့ခက်ခဲရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အာရှဘူဂီပေါက်ကျင်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လေစိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းကိုစပိန်အသင်းကြေးထားတဲ့ပေးထားတဲ့ဘော်ဒီကြေးဟာဆိုလို့ရှိရင်တော့အနည်းငယ်တော့ပြင်းရှနေတာပဲဖြစ်ပါတယ်စိတ်ကြီးမက်ဆီရဲ့အာဂျင်တီးနားအသင်းဟာဆိုလို့ရှိရင်မယုံနိုင်စရာကမ်းပတ်တွေနဲ့အတူကမ္ဘာဖလားဗိုလ်လူပွဲကိုတက်ရောက်လာတာမှန်ပေမဲ့လည်းဘောလုံးအားကစားနည်းမှာဆိုလို့ရှိရင်ကွင်းလယ်နဲ့တင်းဝက်ကစားပုံဟာတော်တော်လေးကိုအရေးပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွင်းလယ်နဲ့တင်းဝက်ကစားပုံကောင်းမွန်တဲ့စပိန်သင်းကိုခက်ခဲရင်ဆိုင်ရအောင်မှာပဲဖြစ်ပါတယ်။ပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းစပိန်သင်းကအာဂျင်တီးနားသင်းကိုပေးထားတဲ့ကြေးဟာအနည်းငယ်ပြင်းရှနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာစပိန်သင်းမဲ့အာဂျင်တီးနားအသင်းကိုအနိုင်ရရှိသွားမယ်လို့ခန့်မှန်းပေးချင်ပါတယ်ဒီပွဲစဉ်ရဲ့ဂိုးပေါင်းစည်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဗိုလ်လူပွဲဖြစ်တာနဲ့ညီဂိုးပေါင်းစည်းဟာတော်တော်လေးကိုပျော့ပြောင်းနေတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီပွဲစဉ်ဟာဆိုလို့ရှိရင်တသင်းသင်းသာဂိုးရရှိသွားမယ်ဆိုပါက
တိုက်စစ်ဖွင့်ပြီးတော့ပြန်လည်တုံ့ပြန်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာစပိန်အသင်းတို့အာဂျင်တီးနားအသင်းကို2-1ဆိုတဲ့ရလဒ်မျိုးလောက်နဲ့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းပေးကြပါတယ်ဒါလေးကတော့ဒီနေ့ဇူလိုင်လ19ရက်အာဇာနည်နေ့ညမှာကန်ကြမယ်ကမ္ဘာဖလားဘောလူပွဲစဉ်ကိုပွဲကြိုခန့်မှန်းသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေရောဒီပွဲစဉ်မှာဘယ်အသင်းကအနိုင်ရရှိသွားနိုင်လဲဆိုတာကိုမိတ်ဆွေတို့ရဲ့အမြင်တွေကို comment box အောက်မှာဝင်ရေးပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့ညီကိုအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်